ဒီပုံကကြတော့တရားမျှတမှုပေါ့နော်အခုကြားနေရတာဟိုဘယ်လိုပြောရမလဲအမှုတွေဘာတွေဖြစ်လို့ရှိရင်အာဏာရှိတဲ့သူတွေအနေနဲ့ဖြစ်လဲဆိုလို့ရှိရင်သူတို့ကတရားခံဖြစ်နေပေမဲ့သူတို့ကိုအရေးမယူကြဘူးပေါ့နော်ရှောင်ဖယ်ထားကြတယ်အဲ့ဒါတော့တရားမျှတမှုပေါ့နော်ဒီဘက်ကကြတော့ဒန်းတူညီမျှမှုအခု case တွေဖြစ်လာတယ်ဆိုလို့ရှိရင်အမျိုးသားအမျိုးသမီးကလေး LGBT တွေဖြစ်ကြတယ်ဒါပေမဲ့အမျိုးသားအမျိုးသမီးတွေကိုအရေးယူပေမဲ့အမျိုးသားတွေပေါ်ကျူးလွန်တာတို့ LGBT တွေပေါ်ကျူးလွန်တာတို့ကိုကြတော့ဘယ်သူမှမမြင်ကြဘူးပေါ့နော်ဒန်းတူညီမျှမှုမပေးကြဘူးတချို့ရေဆိုလို့ရှိရင် LGBT gender ဒါအော်နေကြပေမဲ့ခွဲခြားနေကြသေးတယ်ပေါ့နော်အမျိုးသားတွေအပေါ်ရော LGBT တွေအပေါ်ကိုခွဲခြားနေပါတယ်အဲ့ဒါကိုလည်းတရားမျှတမှုရရှိစေချင်ပါတယ်စားနပ်ရိက္ခာတော့ဘာကိုပြောချင်လဲဆိုတော့အခုနိုင်ငံရေးနဲ့ပြောင်းလာတဲ့သူတွေမှန်သမျှကချို့ကြတော့အဆင်ပြေတဲ့သူတွေရှိတယ်ချို့ကြတော့အဆင်မပြေတဲ့သူတွေရှိတယ်သူတို့မှာအရန်ခက်ခဲနေကြတယ်ပေါ့နော်တခါကျရင်စားစရာမရှိတဲ့သူတွေပါတွေ့ကြုံနေရတယ်မြင်တွေ့နေရတယ်ဒါပေမဲ့ဘယ်သူကကူညီလဲဆိုတော့ဘယ်သူမှမကူညီပေးနိုင်ကြဘူးပေါ့နော်အဲ့ဒါလေးကိုလည်းတောင်းဆိုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်